can do ကျွန်ုပ်ဒီဖယားသားဖြစ်၍ဖြောင်းမခြင်းနဲ့အမွေခံသူကျွန်ုပ်ဒီအပြင်းလို့ခြင်းနဲ့ထောင်စင်အဆုံးထိအသက်ရှင်သူကျွန်ုပ်ဒီကောင်းကင်နိုင်ငံသားဖြစ်ရတော်သူကံများကိုလွင်တဲ့ခြေစွတော်ကိုချီးမွမ်းရ